Hello အားလုံးပဲကြလာပါရှင်ဒီနေ့မယူစတာလေးကိုဘွားကိုပူစားထားတယ်အဲ့ဒါလေးကိုဘာသွားဝင်လဲဆိုတော့လာကြည့်ပေးကြအောင်နော်ဘွားမြင်တော့မသွားကြမယ် Let's go ဝမ်းနဲ့တူသွားကြမယ်不我有在的埃及里哟，是在两地不？ဒီ埃及စားလေးမှာမယူစေတဲ့埃及လေးကိုလာရှာပါ။အဲ့နဲ့တူအထဲမှာဘာရှိလဲသွားကြည့်ကြမယ်နော်။မင်္ဂလာပါရှင် classic မိမှာတူတူပါရရှင်埃及အင်ကြီးဒါလေးပြပေးရမယ်ဒီတွေကလည်းဆော်လို့ပဲရမ်းမတာပဲ။ဆက်ယူချင်တာ ဇူဝီလေးလား ကြည့် မီယာလေးလား ဟုတ်တယ် မီယာကြိုက်တာလား လဲလာရနော် ဟုတ်တယ်သမီးကလည်းဟာယူပါလေ ဒါယူမယ်ဒါဟုတ်တယ် ရမ်းလာတယ်မှာဒါလေးရောမကြိုက်ဘူးလားမကြိုက်ဘူးခုနကပဲယူပါโอเคဒီလေးရကောတော့ချစ်စရာလေးနော်အဲ့တစားလောက်ယူချက်နေပြီမကြိုက်ဘူးဆိုင်ပိတ်တာနဲ့ကြိုက်တယ်ဒီတော့ရှိတယ်မယူချက်တဲ့လူချက်တဲ့ပန်းနာရီနှခမ်းကြီးလည်းကြည့်ရပဲမေမအဲ့ရလေးဝယ်ပေးနော် ဝယ်ပေးမှာပေါ့သမီးပါယူချင်လို့ပဲ ကြာရီ ပြခိုင်းလိုက်နော်လိုက်ယူနေရတယ် ဒါဆွမ်းအားရှင်နေယူရှင်လား စွမ်းအားရှင်ဘာစွမ်းအားရှင်ယူပါ ဆိုတော့ဘလက်ပန်လား ဘလက်ပါအရှိရဟိုအကြီးအောင်ဒီအစိမ်းကြီးအောင် ဒါလားဒါသားနဲ့မတော် တားနဲ့မတော်ဘူးအဲ့ဒါတွေကဘယ်တော့ဝင်မှာလဲအဲ့ဒါကြီးဝယ်ပြီးရင် အိမ်မှာဝယ်မှာ အိမ်မှာဝယ်အပြင်သွားရင်မဟုတ်ဘူး ဝယ် ကျောင်းသားရင်ဝယ်တယ်ဆိုမှဝယ်ပြီးပါ ဆိုင်ဝယ်ပါမယ် ဆိုင်ဝယ်ပါမယ်ကျောင်းသားရင်ဝယ်ပါ ကျင်းတော့မဝါဘူး ဘာဖြစ်လို့လဲ အင်္ဂလိပ်ကြောင့်ပါလို့ အေးအင်္ဂလိပ်ကျောင်းသားရင်ဝယ်ပါလေ မဝါ စ ဘူး တိုင်းရင် ဒီဘလက်ပန်တာလို့ ဘလက်ပန် ဘလက်ပန်တာကမ်းမယ် မဟုတ်အဲ့လိုမျိုးတွားလို့ဝယ်မယ်ဆိုရင်တော့ဝယ်ပေးမယ် ဝယ်မယ် ဝယ်မယ်โอเคအဲ့ဒါယူပြင်မယ်စွမ်းအားရှင်ထွက်လာပါပြီ ဟုတ်တယ် နောက်တဲ့ဟမ်မဘာကောင်းရှိ မကျစံမီလို့စပယ်လဲယူချက်တည်းရဲ့ โอเคပေါ့တွေကလို့ကျစ်ဆန်ပြီးလို့စပယ်နေ ဟုတ်တယ် တတိယမြည်ကြည့်ဒီလိုစီမှာရှိလားလို့ ရှိဘူးလေအဲ့လိုစပယ်တူးရရှိဘူးလေ ဟုတ်လားနောက်ခောက်ရှာလိုက်ပြီးမျိုးထပ်ဝယ်ပြီးမယ်နော် ဟုတ် ရပါပြီလား ရပါပြီမေကျေးဇူးပါသူနဲ့ပပကျေးဇူးပါ ဟိုကတော့ဒီတစ်ခါတော့စွမ်းအားရှင်မဟုတ်တော့ပါဘူးတဲ့သူကလေဖားဝစ်စုံလိုချင်ပါတယ်ဆိုလို့ကိုနဲ့ဖားဝစ်စုံကတော့မတော့ကဲစမ်းပြီးတော့ဝစ်ကြည့်လိုက်မယ်နော်ခဏလေးစောင့်နော်အဲ့တော့ဖားဝစ်စုံကိုဝစ်ပြီးတော့သူကဝစ်ကြည့်နေပါတယ်ကဲပြီးသွားရင်တော့ကိုကဘယ်လိုပုံစံထွက်လာမလဲဆိုတာတူတူကြည့်ကြမယ်နော်ဖက်ပြုတ်ကြီးလားဖက်ပြန်လေးလားဆိုတာတော့ကြည့်ကြမယ်နော်ပြကောင်းတယ်ကိုဖားကြီးကတော့အင်ဂျီကတော့ဝစ်ပြီးသွားပါပြီကဲခေါင်းစုလေးစွတ်ကြည့်မယ်တော်တယ်တဲ့ချစ်ဖို့ကောင်းတယ်အရမ်းမိုက်တယ်ချစ်စရာကောင်းတယ်ဖားယူပါကဲဒါဆိုရင်တော့ဝယ်ပေးပြီဆိုတော့မမေတို့ဒီဟာနဲ့ပဲပြန်ကြမယ်နော် အဲ့ဒါဝေးပြပါ ဒါနဲ့ပဲဝယ်ပြီးပြန်ပါနော် ဆိုင်တော့ဝယ် မိုင်ဗီဒီယိုလေးကိုကြည့်စုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြသွင်းမယ်နော်တတာအော်ရှင်မမနဲ့တူတူမစားကြမယ်ဆိုရဲ YouTube channel လေးကိုလည်း like ရလေးလုပ်ပေးပါဦးနော်မလည်းအားလုံးချစ်ပါရဲ့တာ